အားလုံးမင်္ဂလာပါဒီနေ့မှာဆိုရင်ကျွန်တော်ရဲ့တည်ရှိနေတဲ့ကျွန်တော်ခုလက်ရှိရောက်နေတဲ့ဒီနေရာ location လေးကိုဘယ်လိုတခြားလူစီကိုဘယ်လိုပို့ရမလဲဆိုတာကျွန်တော်မျှဝေပေးချင်ပါတယ်တခါတလေမှာကျွန်တော်တို့ဒီလမ်းပြောင်းနေတာဖြစ်တတ်ပါတယ်เนาะအဲ့ဒီအချိန်မှာကိုယ်တငယ်ချင်းကိုဘယ်နေရာရောက်နေပြီလဲဆိုတာကိုပြောပြချင်တယ်ဆိုလို့ရှိရင်ဒီလိုမျိုး location ပို့နည်းလေးကိုကျွန်တော်မျှဝေပေးချင်ပါတယ်တည်သူကတော့ကြော်သွားပေါ့เนาะမတည်သူကတော့ဖော်စားသွားလို့ရပါတယ်ခုဆိုရင်ကျွန်တော်တို့ MAPS တက်ကိုဝင်မယ် MAPS ဝင်ပြီးလို့ရှိရင်ဒီမှာ YOUU ဆိုတာရှိမယ်အောက်ဆုံးမှာเนาะအဲ့ဒါကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင် home မှာသွားမယ်home မှာဆိုလို့ရှိရင် address ခုဝင်နေပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့ remove home လုပ်လိုက်ပါအဲ့ဒီမှာဆိုလို့ရှိရင်ရှင်းသွားပါလိမ့်မယ်အဲ့ဒီမှာဆိုလို့ကျွန်တော်တို့ home ကိုပြန်ပြီးထပ်နှိပ်ပါနှိပ်ပြီးဆိုကျွန်တော် use your current location လေးကိုပြန်နှိပ်ပါအဲ့ဒီအချိန်မှာပြီးရင် continue လေးကိုသွားပါအဲ့ဒီအချိန်မှာဆိုလို့ရှိခဏလေးစောင့်ပေးပါအခုကျွန်တော်တို့လက်ရှိနေတဲ့ဒီနေရာကိုကျွန်တော်တို့ပြနေပါပြီအဲ့ဒီအချိန်မှာကျွန်တော်တို့ save လုပ်လိုက်ပါ save လုပ်ပြီး download လိုက်ပါ down ပြီးလို့ရှိရင်တော့ကျွန်တော်ဒီ home မှာ address ကိုဝင်နေပါတယ်အဲ့ဒီ address ကတော့အခုကျွန်တော်တို့ရှိနေတဲ့လက်ရှိနေရာလေးဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီမှာဆိုလို့ရှိရင် share လိုက်ပါကိုယ်တကယ်ကြောက်ရောက်စီပို့စီဆိုလို့ရှိရင် share လုပ်လိုက်ပါပြီးမှ messenger တွေပေါ်လာပါလိမ့်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်เนาะ